ကိုစိုးကိုလိုက်ရိုက်ပေးတဲ့ဒါကင်မရာမန်ဆိုတော့ငါလည်းမျိုးမေးချင်တာရှိရကွာငါအနေနဲ့ပြောလို့ရှိရင်ငါဖော်တာဆိုင်မလို့ကောင်းတယ်ဖြစ်မှာဆိုလို့မင်းအနေနဲ့လည်းငါတပ်ပါတီပေါ့မင်းကမေးကြည့်မယ်မင်းဒီဆိုင်ဘယ်လိုမြင်လဲငါသိချင်တာ လူမြင်လဲဆိုတော့ဆိုင်လေးကဝင်လာတဲ့ကသူ decoration မိုင်းလေးကြည့်လိုက်လို့ရှိရင်တော်တော်ယူအထင်ကြီးစရာရှိရနော်ပြီးတော့အဲ့ဒါပို့ပြီးကြွတာကြီးကလေ3နှစ်3နှစ်ရတန်ပေါ့နော်3နှစ်ရတန်ဟိုဟာကြီးကတော်တော်ယူမိုက်တယ်သူအဲ့ဒါကြီးအရန်အနှုတ်စိတ်တယ်ပဲကြည့်လိုက်လို့ရှိရင်ကျွန်တော်ဒီဗီဒီယိုထဲမှာလည်းဆိုရင်လည်းအဲ့ကောင်မြင်ရမှာဗျာတော်တော်ယူမှာအနှုတ်စိတ်ကိုတေချာလုပ်ထားတာအဲ့ဒါကြောင့်မလို့လဲအဲ့လိုဈေးမျိုးဖြစ်သွားတာဟုတ်လားဟုတ်တယ်ဟုတ်တယ်ငါမျိုးပြောသလိုပဲလေငါတို့အိမ်မှာငါတို့ပြုစုလို့ရှိရင်ဒီလောက်မလှအောင်ဘာလို့ဆိုတော့သူ့ကိုအနောက်ကလိုက်ရမယ့် support တွေကအများကြီးလိုတယ်ငါတို့မလုပ်နိုင်ဘူးငါတို့တေချာ queue မဆိုင်နိုင်အောင်ကျွန်တော်တို့ဒီမှာတော့ဖြစ်မှာမဟုတ်ဘူးလို့ဒီဆိုင်မှာထားမှာပဲဖြစ်မှာအိတ်နေရတယ်ကျွန်တော်စီမှာသူမဖြစ်ဘူးဆိုတော့ငါမျိုးအဲ့ဒါမေးချင်တာပေါ့နော်ငါပြောနေငါစွပ်ပြီးပြောကောင်းတယ်ပြောတဲ့ထဲမှာမင်းအနေနဲ့လည်းဘယ်လိုမြင်လဲကွာမင်းဒီဆိုင်ကောင်းတယ်တော့မြင်တယ်မလားတကယ်ကောင်းတယ်နော်ငါတို့ရိုက်မရဆိုင်နေထဲမှာလည်းမစိုးဘူးပြောရမယ်လေနော်ဆိုင်တိုင်းမှာတော့ဆိုလို့ရှိရင်တော့တော်တော်ကြီးမမိုက်တယ်နော်တော်တော်မိုက်တယ်โอเคစင်ပိုင်းတွေကစားအကုန်လုံးပေါ့နော်အမအနောက်မှာဟုတ်လားဆရာကြီးထိုင်ကြည့်နေဆရာကြီးကြည့်နေโอเคကိုလမ်းကြည့်ဟုတ်ပြီ Okay see you အမပြန်ဆောင်ရမယ်ဗျာမင်္ဂလာပါညီလေးဒီဘက်လာလိုက်မယ်ဒီမှာလာဝဲရဟုတ်ဒီဆိုင်ကိုဘယ်လိုသိလဲကျွန်တော်က line ပေါ်ကတည်တာ line ပေါ်မှာတွေ့တာline ပေါ်မှာတွေ့ရတယ်ဒီမှာဟို GC ရှိရဆိုလို့လာပွဲပြုတ်သွားGC ပိုးGC ပိုးကိုဘယ်လောက်လဲကြည့်မှာပေါ့ကြည့်ရကိုဆိုပြီးတော့အမြင်ကြည့်ရကျွန်တော်ဆက်စားချင်းမွေးတော့ Raring နဲ့စမွေးတာRaring နဲ့စမွေးတာဟိုမကြိုက်တော့ပဲနဲ့သူကပိုးထဲတာ GC ဖြစ်သွားဟုတ်လေအဲ့ဒါထုံးစံပဲကျွန်တော်ငါးသမားတွေကျတော့အမြဲတမ်း upgrade ဖြစ်နေတာမှာဆိုတော့ကျွန်တော်ဆိုလည်းအဲ့လိုပဲလူဟိုပါပေါ့မျိုးရင်းကတော့ဈေးသက်တာရယ်ဗျာဟုတ်တယ်မျိုးရင်းစဒါပေမဲ့နည်းနည်းကြောင်းရတော့တိတ်မကြက်ဘူးအဲ့ဒီဖြစ်ဖို့လေတော်တော်ကြီးကို train ဟုတ်တယ်ဖြစ်ချင်တဲ့ကောင်ဖြစ်တယ်ဟုတ်တယ်ဒါ why ဆိုတော့လေဟိုဖမ်းရတဲ့ကောင်ဆိုတော့မဖြစ်ချင်တဲ့ကောင်မဖြစ်ဘူးဟုတ်တယ်အစားမစားဖို့လည်းနည်းနည်းများတာရှိတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့တဖြည်းဖြည်း upgrade လုပ်လာတဲ့ခါကျတော့ကျွန်တော်မျိုးရင်းမဟုတ်တော့ဘူး import ပေါ့နည်းနည်းကိုဈေးကြီးတဲ့ကောင်တွေလိုက်တော့အဲ့လိုမျိုးလိုက်မယုံရင်ကြည့်နေတော့ဆိုပြီးတော့တောက်လျှောက်တစ်နှစ်လောက်ပဲလုပ်ကြည့်လိုက်မကြခင်ဘာကားဖြစ်သွားလိမ့်မယ်အခုလည်းပိုးဝင်နေတာအခုပိုးဝင်နေတာဘာကားပိုးဆိုင်လေးရရင်ကောင်းမယ်လို့ဘာကားပြိုးဆိုင်လည်းဈေးကြီးတယ်ဆရာသမားကျွန်တော်မေးတာ20ကျော်တယ်ဘာကားပြိုးဆိုင်လည်းဈေးများတယ်ဈေးများတယ်ဈေးသိမ့်မကွာရင်တော့နည်းနည်းလေးပြိုးဆိုင်မဟုတ်တဲ့ဟာမျိုးဝယ်ကြံသေးတယ်နည်းနည်းထိန်းရလွယ်ဟုတ်ဒီမှာကငါးတွေကစုံနေဗျာစုံနေကျွန်တော်က fancy တဲ့မွေးရအကုန်မွေးတာဆိုတော့ဒီမှာပဲဝယ်ပစ်တာများဒီက quality ကိုပိုကြိုက်တယ်စားဆိုင်နဲ့စားရအဲ့လိုပြီးတော့ကိုယ့်အိမ်နဲ့လည်းနီးတော့ဒီမှာပဲဝယ်ပစ်တယ်ပါပဲမျိုးထဲမှာရှားရနော်ဒါရှားတယ်ဟုတ်တယ်ကိုစိုးလည်းခုတော့မျိုးထဲရောက်လာပြီဟုတ်ဆိုတော့ဒီလိုဆိုင်တွေပဲအခုရမှာဟုတ်တယ်ကျွန်တော်မျိုးထဲမှာလည်းဒီလိုဆိုင်တွေကနဲတယ်ပြီးတော့ channel ရတဲ့ဆိုင်ကလည်းရှားတယ်ဗျာဟုတ်တယ်ရှားတော့ premium level တွားတဲ့ဆိုင်ကရှားတယ်ဟုတ်တယ်ဒါကတော်တော်ပြီးတော့ fancy ဆိုင်တွေကများတယ်ဗျာဆိုတော့ဒီဆိုင်မှာ channel ရဆိုတော့ဒီဆိုင်ပဲကျွန်တော်နောက်ပိုင်းအားပေးပြတာပေါ့ okay ကျေးဇူးများတယ်ဟုတ်ကျေးဇူးပါဟုတ်ဗီဒီယိုတွေရမ်းဆောက်ရတယ်ဆောက်တလောက်ရှိသွားပြီနော်တော့မျောနေနောက်ဆုံးတစ်ခေါက်ကဟိုဗာလဲ underwater မီးကို review လုပ်ထားတာမသိဘူးအဲ့ဒါတကယ်ပဲကျွန်တော်လိုက်လားဟုတ်တယ်အဲ့နောက်ဆုံးဟုတ်တယ်နောက်ဆုံးပါဒါမယ်လေဒါလာမယ်လာမှာโอเคလာမှာသူတို့ပါဟုတ်ဒီကိုစိုးကကြည့်ပြီးကျွန်တော်လည်းပိုးတွေဝင်တာချက်လာတယ်တကောင်မီးတကောင်လာ fire bat တွေရော red rain တွေရော fire ice တွေရောနောက်ဆုံး GC ပါပြတ်သွားတယ်ဘာကာတက်ဝင်လာကိုကစိတ်ထားလေးပဲနေတာကိုယ်တိုင်လည်းစေးမိမယ်ဟုတ်တယ်တခြားတို့လည်းစေးမိချင်သေးရမယ်ကျွန်တော်ခံယူချက်ပဲကျွန်တော်မွေးတော့လည်းမရဦးလေးပဲစိတ်ဆိုတာစိတ်တဲ့လားစိတ်တဲ့လားโอเคenjoy ပါကျေးဇူးပါကဲအားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဟိုဆို vlog တစ်ခုရိုက်ချင်တယ်ရိုက်ချင်စိတ်တအားပေါက်နေဘာလို့ဆိုကိုကမရိုက်တာခါကျကိုပေါ့စဉ်းစားမိတယ်အော်တော့သူများနေလားနာမေးတယ်ကိုဆို vlog မရိုက်တာကြာပြီပေါ့ဟုတ်တယ်မဝင်ခံတယ်နည်းနည်းလေးစိတ်သက်တွေလည်းတိတ်မကောင်းကြနေပေါ့နော်ဒါပေမဲ့ကိုပေါ့ကိုထင်လိုက်တာပေါ့နော်အော်ငါ2လ3လလောက်ပဲရှိသေးတယ်ပေါ့ vlog ဒါပေမဲ့မနေ့ကညဒီနေ့ဒီဆိုင်မှာလာရိုက်မယ်လို့စိတ်ကူးတာတော့ပြန်တွက်ကြည့်တယ်ဘလောက်တောင်ကြာသွားပြီလဲဆိုတော့9လ10လလောက်ရှိသွားပြီ9လလောက်အနည်းဆုံးရှိသွားပြီစောတော်ကြားနေပြီအအရင်အခုနောက်ပိုင်းမှာကိုဆိုတင်နေတဲ့ဟာတွေကအနကိုရိုက်ထားပြီးသားအဟောင်းတွေကိုတင်နေတာအစ်စ်လုံးဝမရိုက်ဖြစ်ဘူးဒီလိုမျိုး outdoor ဆိုင်တွေလိုက်ရိုက်ဖို့ဆိုပိုတောင်ဝေးနေတယ်ဒါပထမဆုံးပြန်ရိုက်ခြင်းပဲဒါလည်းတခြားတော့မဟုတ်ဘူး fish club ပေါ့နော်ဒါ38လမ်းမှာရှိတယ်ပေါ့ဘယ်အတွက်ဘယ်လိုလား38မြို့ထဲလမ်းနေရ block တွေအများကြီးပဲဒါကအနော်ရထားနဲ့ဘိုးချုပ်လမ်းကြားပေါ့နော်အနော်ရထားဘိုးချုပ်လမ်းကြားမှာရှိတယ်ဒါဘရောက်ပေါ့နော်ဆိုတော့38လမ်းဒီမှာက fish club ဆိုတာဒါကိုစော်မျိုးတို့ဖွင့်ထားတဲ့ဆိုင်မှာကိုစောတငယ်ချင်းပဲကိုစော်မျိုးဆိုသိပါတယ်ကိုစောသူ့စီမှာဆိုရင်ဒါပါသိအေရိုဝနာတွေတွားရိုက်ဘူးတယ်ဒီကတောင်ကလာမှာလည်းနေတယ်ပေါ့နော်သူ့အိမ်မှာလည်းဆိုင်ဖွင့်ထားတယ်ဆိုတော့ဒီမှာလည်းဒါဆိုင်အစ်စ်ပေါ့နော်ကိုစော်မျိုးနဲ့ကိုစော်မျိုးတငယ်ချင်းတယောက်နဲ့တူတူဆက်ဖွင့်တာပေါ့နော်
ပြီးတော့ဒီဆိုင်ကိုကိုစိုးကြိုက်တာအလုံးဝ premium level ဖြစ်တယ်ဗျာဘာကြောင့် premium level ဖြစ်တယ်ပြောတာမသိချင်လို့ရှိရင်ခဏနေတဲ့ကိုစိုးနဲ့အထက်ကိုလိုက်ခဲ့လိုက်တော် premium ဖြစ်တယ်ဘာလို့ဒီဆိုင်ကဆိုင်ကတော့အရင်မကျဲဘူးတိတိကျကျနဲ့လုံးဝ premium high end level ဖြစ်အောင်လုပ်တာပြီးတော့ high end level ဖြစ်တယ်ဆိုမှတော့အထက်ကငါးတွေဈေးကြီးတယ်တဲ့ထင်မနေနဲ့အောင်ဈေးအများကြီးတက်တာတယ်ပြီးတော့နောက်ပြီးတော့ဒီမှာတစ်ခုကောင်းတာကိုစိုးတို့ချန်နာသမားတွေအတွက်လည်းချန်နာကြီးစုံတယ်စုံတယ်ဆိုတာဟိုလိုစုံတာတော့မဟုတ်ဘူးပေါ့နော်မျိုးရင်းတွေပါပြီးတော့မရှိဘူးပေါ့ဥမာဗျာကိုစိုးတို့လူကြိုက်အရင်များတဲ့ဒါဟိုကျွန်တော်တို့ကိုစိုး R&D တို့ပေါ့ဒါ GC ပေါ့ GC တို့၅မျိုးဆိုရင်ဒီမှာ captive ရှိတယ်ဈေးတက်တာနဲ့ရတယ်ဈေးကမများဘူးတော်တော်လေးကောင်းတယ်ဆိုတော့ကဲပြောနေကြတယ်အထဲမှာကိုစော်မျိုးကလည်းစောင့်နေပြီဆိုတော့ဖိတ်ထားလဲကြာကိုစိုးလည်းလိုက်ရိုက်ပေးပါတယ်သူ့စီသွားမယ်လားဟိုမင်္ဂလာပါ မင်္ဂလာပါကိုဟုတ် လာကျွန်တော်ရဲ့ပေါ်တာပေါ့ ဟုတ် ကိုစော်မျိုး ဟုတ်တွေ့ကြပြန်ပြီ တစ်ခါမှနောက်ဆုံးတစ်ခါရေတော့ကျွန်တော်တို့ဒါကိုစော်မျိုးအားလုံးမှတ်မိကောင်းမှတ်တယ်ပေါ့နော်ကိုစော်မျိုးရဲ့ဒါကိုစော်မျိုးအကွေရီရဲ့ ဟုတ် ပါနေရမှာကို ဟုတ်ရှိတယ်ဗျဟုတ် အဲ့မှာလက်ကြီးရောရှိသေးလား လက်ကြီးရောရှိတယ် ဒါ ကို ပေမဲ့ပါတိတ်ကတော့တော့ကြားနည်းနည်းစိတ်မကောင်းရ ဟုတ်တယ်ပါတယ်မရှိတော့ အဲ့ဒါတော့ကောင်းတယ်ကျွန်တော်ရမ်းနေပြောတာဘာကိုစော်မျိုးရပါလားဒါဆိုင်အတက်ပေါ့တော့ကိုစော်မျိုးကျွန်တော်လည်းလာရဲချင်တာကြာပြီ ဟုတ် ဒါပေမဲ့30နိုင်နည်းနည်းမှုတွေတိတ်မကောင်းရတယ်ကိုယ်တိုင်လည်းတခြားမလုပ်ပေးနိုင်ဘူးထင်လို့အခုတော့လုပ်ပေးနိုင်တဲ့အချိန်ရောက်မှလာရင်ပေးတာ တွေ့တယ်ဟာကိုစိုးဗီဒီယိုတွေ့တယ်ပြန်မွေးပါလို့ဗာအေးပြန်တင်ညီမရင်ပြန်မွေးဖို့နော်ဟုတ် တကယ်ဝင်မှာအခုတော့ discount တွေပြီးဖြစ်နေတယ်တော်ပဲဒီမှာ discount တွေရှိတယ်တို့လည်းချလိုက်ရမလား ချလိုက်ကိုယ်တို့ကျွန်တော်ပြရမယ်အခုတော့ဆိုကိုယ်စံမျိုးဒီဇိုင်းမှာကိုယ်စံမျိုးကျွန်တော်တစ်ခါတော့အစာနဲ့ပတ်သက်ပြီးတော့ဖြတ်သားဖြတ်တာရောက်ပြီတစ်ခါကျဒီမှာပတ်ကင်နဲ့လေးခတ်တယ် ဟုတ်တယ် အဲ့တော့ကျွန်တော်ဖြတ်သားဖြတ်တာရောက်ဘူးလေဒါပေမဲ့လုံးဝ detail တော့ဝင်မကြည့်ဘူး ဟုတ် နည်းနည်းလေးပြောပြပါတော့ကိုယ်စံမျိုးဒီမှာအဓိကဘာလုပ်တာလဲ အဓိကကိုကျွန်တော်တို့ဒီ fancy line များတယ် fancy 9ပေါ့နော် fancy 9များတယ်ကျွန်တော်ပစုံများတယ်ပြီးတော့ကျွန်တော်ရေရောက်အပင်ကန်များတယ်ပြီးတော့ကျွန်တော်ငရက်ရှိမယ်ပြီးတော့ဒီအစာတွေပေါ့နော်အစာတွေဆေးတွေ accessory အစုံပေါ့နော်အဓိကရှိပါတယ်ပြီးတော့သူများတွေဒီမှာမရှိတဲ့ဟာမျိုးတွေကိုကျွန်တော်ကထားတာများတယ်ပို့ပြီးတော့လေအဓိကဟိုအစာကိုလည်းရွေးချယ်စရာများအောင်ဆေးတွေဆိုလည်းရွေးချယ်စရာများအောင်ကျွန်တော်လုပ်ပေးထားတယ်ဟိုအဓိကဟုတ်ကဲ့ကျွန်တော်မှချန်နာပါတယ်ပြောခဲ့ရတဲ့နည်းနည်းသဘောကျပါတယ်ချန်နာဘာတွေနဲ့ပတ်သက်ပြီးတော့အဓိကရှိတာလေအဓိက GC များတယ်ပြိုးဆိုင်လေးတွေပေါ့လေအဲ့လိုမျိုးအခုဖြစ်စားနေတဲ့ GC လေးများတယ်ပေါ့နော် GC ကတော့များမှရမှာ GC ကတော့ကြိုက်မျိုးကြိုက်ကပါကြိုက်ဟုတ်ကြိုက်တယ်နိုင်ငံတော်ငါးလေဟုတ်တယ်နိုင်ငံတော်ငါးပြည့်နေနိုင်ငံတော်ငယ်ကပ်တစ်တွေပဲခက်စားတာနောက်ပိုင်းတော့ကပ်တစ်ကတော့အပေါ်ကအဖြူတန်းလေးတွေပေါ်တယ်ဟုတ်နောက်ပိုင်းကပ်တစ်ကပို့ပြီးတော့ဟုတ်တယ်သူ့ရဲ့ဒီ white band တွေတက်လာတာဒီသူ့ရဲ့ဒီ development အရင်သိတာတယ်ဟုတ်ဝိုင်းအားလုံးမသိတာဝိုင်းအားလုံးမသိတာကျွန်တော်ကြတော့ဟိုဝေးတာနည်းနည်း old school ဖြစ်သွားလို့လားမသိဘူးကျွန်တော်ကျဝိုင်းပို့ချိုက်တယ်ဒါပေမဲ့ဈေးကွက်လူရကြရတော့ captain ကိုပို့ပြီးတော့ကြိုက်ကြတယ်မှန်တယ်ကျွန်တော်ကိုနိုင်ကလည်းဒါမှန်တယ်ဝိုင်းကြိုက်တယ်ဒါပေမဲ့ဝိုင်းတွေကမွေးပါများလာတာတီလာတယ်ကိုဆိုတော့တီလာတော့နောက်ပိုင်းနည်းနည်း captain လေးတွေပြောင်း captain ကြတော့နည်းနည်းသူအစာပေါ်မူပြီးတော့သူကိုလိုချင်တဲ့ပုံ train လို့ရတယ်ပေါ့ဒါပေမဲ့ငါကလည်းသူquality တစ်ခုမှရှိနေမှာပေါ့ရမှာပေါ့အားနဲ့ချက်နေတော့ captain နည်းနည်းလေးတော့အမှုတယ်နည်းနည်းပြဆက်ရတယ်ဒါပေမဲ့ဟိုဘောတော့ဘယ်လိုပြောရမလဲကိုတော့မျိုးအသက်ဆန်းလေးတစ်ခုတော့ခဲ့ပါအခုကအင်ဒိုတို့ဘက်မှာ train နေရအရင်များပါတယ် train အရင်ပြောင်းသွားတာအစာအင်ဒိုတို့ဘာလို့ကြောက်ဘာဖြစ်သွားလဲဆိုတော့အခုနောက်ပိုင်းကျွန်တော်တို့မြန်မာနိုင်ငံမှာကအတရားကြောင့်အပြိုင်ဆိုင်9ရောက်မယ်မင်း9လှလားငါ9လှလားဒီမင်းကဘာကောင်ငါကဘာကြီးပေါ့အဲ့လိုပြိုင်နေကြပြီပဲအင်ဒိုမှာဟိုဒီ YouTuber ကျွန်တော်တို့ဒီတွေ့ရတဲ့ကောင်ကျွန်တော်တို့လည်းအချင်းချင်းသိတယ်ဒါကြောင့်စကားတော့ပြောမှုလေသူတို့ကအဓိကဘာပြိုင်ကြလဲဆိုတော့နောက်ပိုင်းအစာ trend ဖြစ်သွားပြီအစာကိုပြိုင်တာမင်းကဒီအစာထုတ်နိုင်တယ်ငါကဒီအစာပြန်ထုတ်မယ်မင်းအစာဘလို့ငါဒီငါ့ကိုမင်းအစာနဲ့တွေ့ဘလို့ဖြစ်မယ်ငါအစာနဲ့တွေ့ဘလို့ဖြစ်မယ်ဆိုတော့ပြိုင်တာတကယ်လဲငါဒီအစာ development ကောင်းတယ်ဟုတ်တယ်ကိုသူအစာရတော့ကိုကမျိုးစုံပဲဖတ်တာကျွန်တော်တို့လည်းစမ်းပြီးကြွေးကြည့်ရတာပေါ့နော်သူတို့တော့ live မိတ်ဆက်တာရှိရချို့အသာဆိုကျွန်တော်ကိုယ်တည်းယူတော့မေးတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာကဝယ်လိုအားကတမဟိုရန် high မနေဘူးလေအဲ့ဒီခါကျတော့သူ level တစ်ခုမှပဲရှိနေတဲ့ခါကျတော့ကျွန်တော်တို့အစာလေး3-4မျိုးတွင်းပြီးမှကိုယ်တိုင်ကြွေးကြည့်တယ်ဒီဘဲစာငါတို့ပို့အဆင်ပြေတယ်မပြေတယ်အဲ့မှာ selection ရွေးပြီးတော့3မျိုးလောက်ပေါ့ဒီကထားပြီးရွေးချယ်တာချင်ထားပြီးဒီမှာအစာရည်လည်းရှိတယ်နော်ဒီမှာကျွန်တော်မေးပါမယ်ဟုတ်တယ်အခုဒီဆက်ပြောပါအောင်ဟုတ်အဓိကအကြပြီးတော့ပစုံပေါ့ကျွန်တော်တို့အလာမွေးငါးလီမှာမွေးရရိုးလာပြီဆိုရင်ကျွန်တော်ပစုံလေးမွေးကြပစုံကြတော့နည်းနည်းအငိမ့်လိုင်းအောင်သွားတယ်သူကြတော့လေပြီးတော့အပင်ကန်နဲ့ထည့်နေအဆင်ပြေတဲ့အခါကျတော့ပစုံနောက်ပိုင်းကတော်တော် try ဖြစ်တယ်ပစုံလေးဝေးကြတယ်ပြီးတော့ပစုံလည်းကျွန်တော်တို့ကအစာကိုလည်းကျွန်တော်ဒီမှာ9မျိုး10မျိုးတော့ထားပြီးထားတယ် quality ကိုလေဂျပန်ကလာတဲ့အစာတွေလည်းရှိရပြီးတော့ကျွန်တော်တို့ဈေးတင်တဲ့အစာတွေလည်းရှိရဈေးအလဲလက်အ
စာလေးတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေပေါ့ဟုတ်တယ်ဟုတ်ဟုတ် အဲဆိုနေပတ်သက်လို့ကတော့အရှင်းဆုံးကကြည့်ရလူတွေကကိုယ်ကပြောပြတယ်ပေါ့နော်တကယ်တမ်းကိုယ်နဲ့ပတ်သက်တာကိုယ်စောမျိုးကကိုယ်စိုးရှင်းပြတယ်ကိုယ်စောမျိုးကမေ့သွားတာတကယ်တော့ကိုယ်စောမျိုးကကိုယ်စိုးရဲ့ပစုံကတော်တော်လေးနှစ်တော်တော်တစ်နှစ်လောက်ရှိတယ်ကိုယ်စိုးကောင်းကောင်းစင်းမိသွားခဲ့ဘူးလေအဲ့ဒါစေးထိုးရဲ့လူကတခြားတော့မဟုတ်ဘူးအမဟုတ်ဟုတ်အိမ်နဲ့ရောက်လာထိုးပြီးမမေ့တူကျွန်တော်အဲ့ဒါဆိုင်ပစုံကစံကုန်တယ်ဒီလိုပဲသေးတူရတယ်အရန်ပတ်သက်ကုန်တယ်ဆိုတော့ဒီလိုအခုဒါကျွန်တော်တို့ဟိုလွန်ခဲ့တဲ့ကျွန်တော်ထင်တယ်10နှစ်9နှစ်တော့ကျွန်တော်စပြီးတဲ့အချိန်ပေါ့စီယာဆိုစီဘီယာဆိုကျွန်တော်တို့အဲ့ကစ်တော့မွေးသွားဆိုကျွန်တော်တို့ရှင်းပြမယ်လို့မရှိဘူးဒါကျွန်တော်တို့ဟိုဘယ်လောက်ပြည့်အောင်ကျွန်တော်ဖြစ်ဘူးလဲဆိုရင်ဟိုကျွန်တော်မှတ်မိတယ်ရွှေကြတာ10တိန်းထင်မှာကျွန်တော်350ကိုပြင်လိုက်တာတညာထဲအကုန်သေးသွားတာညာထဲအကုန်သေးသွားအဲ့မှာကျွန်တော်ရဲ့ဟိုဒီအရင်တည်းကစိတ်ကူးပါအဲ့ငါးမွေးတာတို့ကတော့ feeling တစ်ခုရှိတယ်တေဝိုက်ပိုးဝဲတာကျွန်တော်တေဝိုက်ကျွန်တော်ပိုးဝဲတာတေဝိုက်ကျွန်တော်တင်းပြီးကျွန်တော်လိုက်ဝဲတာလိုက်ဝဲပြီးပိုးဝဲတော့ပိုးပြီးတော့ဒါယူငါမသိသိအောင်လုံးမယ်မရရအောင်လုံးမယ်ဆိုတဲ့ဟာကျွန်တော်အရင်ဟိုပစုံနဲ့အကြောင်းလာရိုက်တဲ့ဟာကြီးရှိပါတယ်ဒါမှပစုံအကြောင်းကျွန်တော်တရားရှင်းပြတာရှိအဲ့တော့ကတော့ကျွန်တော်ကမသိဘူးဗျအခြေခံချက်လက်လေးမသိတဲ့အခါကျတော့ဟိုရေကောင်းရင်ရပြီပေါ့ရေတန်းနေထဲစွိုင်းနေပါရင်ထဲပါညာအဲ့လိုမျိုးထဲကောင်းတေးတာပဲနောက်နေ့တေးတာပဲဒါမှအဲ့လိုနောက်ပိုင်းကျတော့မဟုတ်ဘူးပစွန်စွိုင်းတီးတန့်ရှိတယ်ပစွန်စွိုင်းတီးတန့်ကိုတုံးပြီးတော့နောက်မှတုံးတဲ့ GH တွေ KH တွေ mineral တွေလိုက်ပြီးတယ်ဆိုရင်ဒီကောင်ကအမှန်တိုင်းပြောရင်9000တော့မွေးရလွယ်တယ်သူအထာလေးတစ်ခုသိပါတယ်လေဟုတ်တယ်အခုကျွန်တော်ရောက်တာအစုံမဲ့လေစီဘလို့ပဲဖိုင်ဘယ်နည်း pressure ဘယ်နည်းရပဲထင်ပါတယ်ဟုတ်တယ်ဘလို့လဲရရေးလဲရေးရတယ်ကျွန်တော်တို့ဆိုအဲ့မှာဆိုသူပြောတာလေရေးတဲ့ဆိုတော့ကျွန်တော်ရေးတဲ့ပို့တဲ့ကောင်နဲ့ကျွန်တော်နဲ့ရတာအရင်တအားရှိတဲ့တော့ကျွန်တော်လောက်တော့ဆိုရင်ကိုကလေဟိုတခါရေးလဲရေးတံဘူး30ဘူး40ဟုတ်တယ်လေဘူး30လေအဲ့လိုမှလေဟိုဟာရေတန်းဆက်အကြီးရတယ်မဝယ်နိုင်ဘူးကိုရဲဒီလားမဝယ်နိုင်တဲ့အခါကျတော့ဟိုသူကလည်းအမြဲလေကြမလို့တပတ်မှတစ်ချိန်လောက်ပဲလဲရတဲ့အခါကျတော့အဲ့မှမထူးဆိုရေတန်းကုမ္ပဏီကလန်းဆက်တယ်ကိုလိုရလန်းဆက်ကိုမှအဲ့လိုရေကောင်းရေတန်းပို့တဲ့ကောင်နဲ့အရန်ခဲ့တာဒီအင်ပါတော့လွဲတယ်တော်မင်းတက်ပြီးပြန်တက်သွားတယ်အဲ့လိုပဲကျွန်တော်မစုံဘူးကတော့အဲ့လိုပဲရေတန်းလာပို့တဲ့ကောင်အရင်က3လဲလီနေနောက်ပိုင်းကျတော့သူက3မိနစ်ဖြစ်သွားတယ်အဲ့လိုဖြစ်သွားတယ်ဘွားပြောင်းသွားလုံချီရောအဲ့လိုဟုတ်အပင်ကကိုစောမျိုးကတကူတကရှင်းပြကြမှာတော့ဘာလို့ဒီကိုနိုင်ကကျွန်တော်တို့ဒီမမ aquascaping ဆိုတဲ့ဒီလိုတွေကိုမနှပွဲနဲ့ကိုကျွန်တော်တို့၄ပွဲရှိပါပြီ၄ပွဲရှိပါတယ်နော်နည်းတော့မဟုတ်ဘူးကျွန်တော်လာတပွဲနောက်တပွဲကမလာဖြစ်ဘူးဟုတ်အကုန်လုံးအောင်နေတယ်ဟုတ်ဒါဗမာပလာဇာမှာကိုစိုးလိုက်ရိုက်ဘူးတဲ့ဟုတ်ဒါပစုံကိုဒီကောင်ဆိုရင် haystring ပုံစံမျိုးကျွန်တော်လုပ်ထားတာ haystring ပုံစံမျိုးလုပ်ထားတာbut green carpet ကအရန်ထူသွားလို့ကျွန်တော်တို့ပြန်ပြီးတော့ပြန်လျှော့ပြီးတော့ပြန်မွေးနေတာပေါ့နော်အဲ့တော့ဟုတ် green carpet ရှိပစုံပိုကြိုက်တယ်မဟုတ်လားပိုကြိုက်တယ်ကိုပိုအဲ့တော့ green carpet ရှိတော့ပစုံမထည့်ထားတယ်ဘူးချားငါးရထည့်ရတာရင်တော့ဒီ Mario body ဆိုတော့မှနော်ရှားသားလေးနော်မနေဘူးပုံစံမျိုးစီမှာပဲကျွန်တော်လိုက်ဝယ်ရတာပစုံကန်တော့အရန်မိုက်တယ်ဟုတ်တယ်ဟုတ် Mario ball ကလည်းအခုကျွန်တော်တို့ကျွန်တော်ပွင့်လင်းပြပြရင်ကိုဒါကျွန်တော်တို့ဗမာပြည်မှာအခေါ်များတော့ Japanese Mario ball လို့ခေါ်တာပေါ့နော်ကျွန်တော်ဒါတမိုင်းပြောအခုကျွန်တော်တို့ကျောင်းတိုင်းဈေးရတော့ခုနဆိုရင်တော့ဒါ Japanese အစ်စ်မဟုတ်ဘူးဟော်လန်ဘက်ကလာတဲ့ခါလေးဟော်လန်ဘက်တကယ် Japanese အစ်စ်ကကျွန်တော်ကော်တီလုံးလုံးတစ်လုံး8သိန်းလောက်ပေးရတယ်ဒါတော့ဘယ်လောက်လဲဒါ1000ဝယ်ပဲရှိတာအေးဘောဟိုကလည်းဘာတကယ် Japanese အစ်စ်ကကိုကကျွန်တော်ကော်တီလုံးလို့ပဲလုံးဝအလေးအနစ်ကြီးကျွန်တော်ဒီဆိုင်ကိုစားတွေ့ကြရပါစားဝင်နေရပါအကိုရဲ့လုံးဝဒါဆိုင်ရဲ့ကြက်တီဆောင်ကန်ကြက်တီဆောင်ကန်ပြောလို့တော်မိုက်တယ်တော့အကိုစမျိုးအကုန်လုံးစီစဉ်တာမလားကျွန်တော်သိတယ်ဟုတ်ကဲ့ဗျာဟုတ်ကျွန်တော်နဲ့ကျွန်တော်အကိုတယောက်ရှိတယ်ပေါ့တူလောက်ကြတာပေါ့တယောက်တည်းတော့မနိုင်ဘူးပေါ့နော်တူလောက်ကြတာကျွန်တော်တို့အားလုံးမိုင်းပြီးတော့ကျွန်တော်တို့ကဘာလို့ကန်စင်တယောက်တည်း view ဆိုတာလေ2ယောက်3ယောက်တော့မလိုမျိုးကြည့်တာပိုကောင်းတယ်ဘာဖြစ်လို့ကျွန်တော်ဒီကန်စင်က3ရက်ကြာတယ်3ရက်ကြာတဲ့အချိန်မှာငကိုထိုင်မိသား4ယောက်က2ပေခွဲပဲရှိတာဒီကောင်ကဒီကန်3ပေဆိုတော့4ယောက်ကနေသေးနေတဲ့ခါကျတော့4ယောက်အနေနဲ့ပြန်ပြီးတော့နည်းနည်းပြင်လိုက်တယ်ပေါ့နော်ပြင်ပြီးတော့မှဒီထဲကိုထည့်ပြီးတော့မှလိုအပ်တာလေးစုကြတယ်ဘာလို့ဒါမှန်ပြောဒါပကြီးသွဲနေလို့ပဲဒါလောက်တဲ့အချိန်ကပကြီးသွဲဒီထဲမှာပဲအဲ့ချိန်ကျရင်ကျွန်တော်ဘာမှခြားကျွန်တော်မစင်စားဘူးတိတ်ပြီးတော့ဒါမှ focus ကဒီထဲကိုပဲကျွန်တော်ရှောက်တာရောက်တဲ့ခါကျရင်ကိုထဲလိုက်မှအပင်တို့ဒီနားထဲလိုက်ကလိုနေတယ်သူကဒီနားအကြီးရတဲ့မျိုးဘိုးရကြီးရတဲ့မျိုး view ကမတူဘူးလေ view ကခါကျတယောက်ကြောင့်ရန်ဖြစ်ကြတော့ဒီကအဲ့လိုမျိုးတွေဆိုအဲ့လိုပြောဖို့ကောင်းလား
အဲ့လိုချင်းကကျွန်တော်ညီကိုတော်တော်များတယ်အဲ့လိုပဲများမယ်လို့ကျွန်တော်ထင်တယ်တယောက်တည်းတကန်တန်းဆင်တော့ရှိတော့ရှိမယ်ဒါပေမဲ့နဲမယ်ပေါ့တို့ကန်ကြီးဆင်တဲ့ခါကျရင်တော့နည်းနည်းလေးဟိုတိုင်းမင်းသွားပို့ကောင်းတယ်ဘာလို့ idea ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ကဟိုအရန်နိုင်ငံဟိုဆရာကြီးမှမဟုတ်တာလေကျွန်မဆိုတော့ဒီမျိုးလေးဖြစ်လာဖို့ကအကုန်လုံးကျွန်မလောက်ကြအရင်လေး ဆရာကြီးတာမဟုတ်တာပါ ဟုတ် တော်မိုက်တာပြီးတော့ဒီမှာတစ်ခုပြောပြမယ်ဒီမှာကိုစောမျိုးတို့အကုန်လုံးကန်နေပါစင်လာဟိုဥမာဗျာကျွန်တော်ကမစင်တက်ဘူးဒါမျိုးလို့ထင်တယ်ဟုတ်ဟိုစားပစ်ရှိရမလားရှိတယ်ကိုရှိတယ်ဒီမှာကအဲ့လိုရတယ်ရှိရဆိုတာကကျွန်တော်တို့ဒီမှာကဟိုမှာပေါ့ကျွန်တော်တို့ဒီဒါမျိုးဆိုရင်တော့ဒီနည်းနဲ့ဟိုကျွန်တော် brand သုံးတာအများတဲ့အခါကျတော့ဈေးကောင်းတယ်ဈေးကိတ်မယ်အကယ်လို့ကိုနိုင်တဲ့ပမာဏနဲ့အခုကျွန်တော်ကအမှ10သိန်းလောက်တက်နိုင်တယ်ဘယ်လိုကံမျိုးရမလဲဆိုရင်ကျွန်တော်ကကောင်းလို့ညံ့ညံ့ပေးတယ်ဥမာတခုတော့ရှိတာပေါ့နော်ဟိုကန်တော့နည်းနည်းသေးသွားမယ်သူရှိတဲ့လိုအပ်တဲ့ဟာတွေအကုန်လုံးကတော့ spec တွေကတော့ပုံပါသွားမယ်ဟိုမီးတွေ filter တွေ CO2 တွေ CO2 ထည့်မှလားမထည့်ဘူးလားအဲ့လိုမျိုး CO2 ဟိုထည့်ပြီးတော့စိုက်ရမယ်အပင်လား CO2 မထည့်ရပဲစိုက်ရမယ်အပင်လားဆိုတော့ကျွန်တော်ပြောပြီးတယ်ဘလို့ရေရှည်မင်းနဲ့ကအဆင်ပြေမယ်ဆိုတာအကြံဉာဏ်ပေးပြီးတယ်เนาะအဲ့တော့ဟို30ဆိုရင်20လောက်30ဆို30အဲ့လိုမျိုးပေါ့ဟိုတင်း100 300ဆိုတင်း100အဲ့လိုမျိုးပေါ့အဲ့လိုမျိုးလုပ်ဟိုစီစဉ်ပြီးတယ်ပေါ့တက်နိုင်တဲ့လောက်ပေါ့အဓိကဟိုကျွန်တော်တို့ကကျွန်တော်မှလည်းပစ္စည်းကဟိုတစ်ဆက်လုံးကရှိမှရှိမယ်ကိုရဲ့ချို့လိုတဲ့ဟာတွေရှိမယ်ဒါပေမဲ့ဟိုလိုဘယ်ဟာတွေကဘယ်ပစ္စည်းကပိုကောင်းတယ်ကျွန်တော်ကအများကြီးသုံးခဲ့ဘူးလေပစ္စည်းတော်တော်များသုံးတဲ့ခါကျတော့ဘယ်ပစ္စည်းကကောင်းတယ်ဘယ်ပစ္စည်းကမကောင်းဘူးဆိုကျွန်တော်ကြိုသိတယ်ဒီလူ budget နဲ့ကဒီပစ္စည်းကပို့ပြီးတော့တင်တော်တယ်မတင်တော်ဘူးဆိုတော့ကျွန်တော်တို့ကပြောပြပြီးတယ်အဲ့လိုမျိုးပေါ့နော်ဟုတ်ကဲ့ပါဆိုအခုဒီကန်ဆိုရင်ကျွန်တော်နည်းနည်းဈေးမေးလို့ရလားဟိုဘယ်လောက်ဒီ cabinet ပါအကုန် PC ပေါ့အထဲမှာတုံးထားတဲ့ဒီဟို gadget တွေအစားအကုန်ပါပေါ့ဟုတ်ဒီကန်ကဟိုကျွန်တော် average ကျွန်တော်ဟိုက300ပတ်ချတယ်တော့ရှိတယ်ဒီကန်လေးဟုတ်300ပတ်ချတယ်တော့ရှိမယ်အခုဘယ်လိုတွေကြောင့်300ကျသွားလဲအကျမ်းမြင့်အကျမ်းမြင့်ဆိုရင်တော်တော်စိတ်ဝင်စားသွားဟိုဒီဟာကကျွန်တော်တို့သုံးထားတဲ့မီးဆိုရင် ADA solar RGB2 ဒါနောက်ဆုံးထွက်တဲ့ model ပဲကျွန်တော်ထင်တယ်ကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်ဆုံးအောင်ဝယ်တာပြီးခဲ့တဲ့နှစ်6လပိုင်းအောင်ဝယ်တာ6လပိုင်းဝယ်အဲ့တုန်းကဆိုရင်ကျွန်တော်40ကျော်လောက်ပေးရတယ်40ကျော်တော့အခုတော့မီးတစ်ခုတည်းဟုတ်ဟိုအခုတော့50လောက်ရှိတော့ပြီကျွန်တော်စိတ်နေဒီစားပေါ့ဒီတက်တာဟုတ်ပြီးတော့ filter ဆိုလည်းအဲ့လိုပဲ filter ဆိုလည်းကျွန်တော်ဒီဒါ ADA ပဲ ADA brand ပဲဒါဂျပန်ထုတ်တဲ့အားပဲဒီကောင်ဆိုလည်းအဲ့လိုပဲဒီကောင်လည်း40ကျော်အခုလည်း50လောက်ရှိအဲ့လိုမျိုးကတော့ CO2 ဘာညာကန်နေပါ1 set ဆိုရင်တော့ကိုသုံးတဲ့ swine ပေါ့လား swine ကြီးရှိမယ်နောက်ကမီဒီယာတွေပါမယ်ဘာညာအဲ့လိုမျိုးဆိုရင်ကျွန်တော်တမူဒါက ADA သုံးတာတော့ high end ပဲ high end တော့ high end ကြရင် high end ပေါ့နော်တခုပဲဒီကန်တစ်ခုကန်နဲ့ဆင်မဲ့ဒီlocal ဖြစ်တာပေါ့အဲ့တော့ဟိုအခုလမ်းကြောင်းအရတည်ဖို့ကလည်းမလွယ်ဘူးဆိုတော့လေဒါပေမဲ့ဒီကန်လုံးတဲ့ဆရာသမားတွေရတယ်ကိုစိုးအိမ်မှာလာလို့ကျွန်တော်တင်ငင်ချင်းတွေပဲဟုတ်တယ်တင်ငင်ချင်းတွေအရင်ကောင်းပါတယ်တော်တော်ကောင်းပါတယ်ကဲ quality ဟိုပြောမယ်ဆိုရင်တော်မိုက်တယ်ဗျာဟုတ်ဒီကန်ကြီးကမိုက်တယ်ဒါပေမဲ့ဒီကန်ကြီးကမိုက်တော့ကျွန်တော်တင်တယ် maintenance ခက်နေတယ်ဟုတ်လားဟုတ်တယ်ကိုကျွန်တော်တို့ကြတော့ခက်တယ်ဒီကောင်နိုင်ငံခက်တယ်ဒီကောင်အနေနဲ့daily ကန်နှိုက်ပေးရတယ်နှိုက်ပေးရတော့ရေညှိရှင်းရတယ်ရှိမယ်ကျွန်တော် train လုပ်တာလည်းရှိမှာဒါဒီကန်ကတော့အခုတော့ရန်ကြီးမလို့တွေဘူးတစ်ပတ်လောက်ပဲရှိတာပေါ့နော်တစ်ပတ်လောက်အစ်စ်ပဲရှိသေးတယ်တစ်ပတ်လောက်ပဲရှိတယ်ရှေ့မှာလုပ်ခဲ့တဲ့ဟာကတစ်နှစ်ထားခဲ့တာတစ်နှစ်ပြည့်တဲ့အချိန်မှာကျွန်တော်ကအဲ့ကောင် Iwagumi style ပေါ့ Iwagumi style လုပ်ခဲ့တာကျွန်တော်ဟိုပြော၄ချိန်မြောက်အပင်ငယ်ပြပွဲမှာပြတ်ခဲ့သေးတယ်အဲ့ကောင်ကျွန်တော်ပြတစ်နှစ်ပြည့်သွားတဲ့အချိန်မှာကျွန်တော်နည်းနည်းပုံမှန်လေးပြီးသွားတဲ့ခါကျတော့ပုံမှန်လေးချိန်နေတာတကယ်တော့လေဟိုရေရောက်အပင်ငယ်တော်တော်များများအခုပထမ2လလောက်ပဲနည်းအလုပ်ရှုပ်တာကျွန်တော်တို့အခုဒါဆိုရေနေတိုင်းလှည့်တယ်သုံးပုံတစ်ပုံတို့မဟုတ်တော့ဝက်လောက်လှည့်တယ်ပေါ့နော်နေတိုင်းလှည့်နဲ့တပတ်လောက်ကြာသွားရင်တော့နေတိုင်းမလှည့်တော့ဘူးနှစ်ရက်တစ်ခါလောက်ကျွန်တော်လှည့်တယ်အဲ့တော့ကျွန်တော်က swine အစ်စ်သုံးတယ်ဒီကြောက်အစ်စ်တစ်ကထွက်တဲ့ဟာအမိုနီယာတွေအကုန်လုံးကျွန်တော် short ချပစ်တယ်ဟိုက swine ဆိုရင် nutrient များတဲ့ခါကျရင်swine က nutrient ကိုကျွန်တော် short ချင်တာလည်းပါတယ်ဟိုကျန်တဲ့ဟာရအမိုနီယာတက်တာဟာတွေရှိတယ်အဲ့ဒါတွေအကုန်လုံး nitrate level short ချင်တဲ့ခါကျတော့အဲ့ဒါကုန်ရေလဲပေးရတယ်ပေါ့အဲ့ဒါဖြည်းဖြည်းညင်အမှန်တိုင်းပြောရင်သူများတွေကတော့ဖြစ်နေကျွန်တော်ကဒီကန်ကိုကျွန်တော်ဒီနေ့ဆင်တယ်နောက်နေ့ငါထည့်တာကျွန်တော်ပထမဆင်တာတဲ့ကန်ရဲ့ဟိုကန်နေစာမှာ
ပဒီယာပူရပေါက်ပြီးတာပေါက်ပြီးရမလို့ကျွန်တော်ကားထည့်တာဒါပေမဲ့အကုန်လုံးအစ်စ်ဆိုကျွန်တော်မထည့်ရဘူး မှန်တယ်မှန်တယ် ဒါမှဒီထဲမှာဒီအကျိုးပြုပဒီယာရှိနေတဲ့အတွက်ကြောင့်ကျွန်တော်ဟိုလောက်တာထည့်ရတယ်လား ပြန် transfer လိုက်တဲ့ကောင် beneficial battery က transfer လိုက်တာ nego biomedia ပြန်တုံးလိုက်တာ ဒီကကန်တီနေစင်တယ်နောက်နေ့ရေတန်းကြည့်တယ်ပင်နေတော့မှဒါအမှန်ပြောရင်ခုလပိုင်းမှာဈေးတအားကျသွားလို့အဲဒီမှာဆိုကျွန်တော်တို့ဝယ်ရရင်ဒီရိုးအပင်တစ်ခတ်တော့မှ3သိန်း2သိန်းနေပြရဘူစီတွေပေါ့နော်အခုဘူစီမှာကသူကဘူစီတိုင်းဈေးကြီးတာမဟုတ်ဈေးပေါ်တဲ့ဘူစီတွေရှိတယ်ကျိုး ID နံပါတ်နဲ့ရေးရလာတဲ့ဘူစီတွေရှိတယ်အဲ့လိုမျိုးဆိုရင်သူဟိုနည်းနည်း rare ဖြစ်တဲ့ဟာတွေရှိတယ်full color ဝင်သွားပြီဆိုရင်သူကတစ်ခတ်ကိုကျွန်တော်ဘန်ကောက်ဈေးဆိုရင်မှာ3သိန်း2သိန်း3သိန်း4သိန်းအဲ့လို5သိန်းအဲ့လိုမျိုးတွေရှိတယ်ကျွန်တော်အရင်ဟိုးအရင်တော့ရွှေတကြကြ10သိန်းခေတ်တော့မှတစ်ခတ်ကို5သိန်းလောက်ကြီးပေါက်ခဲ့တယ်အဲ့တော့ရွှေ9ဦးသားရှိဟုတ်ပါအဲ့လိုမျိုးဟာရှိအခုနောက်ပိုင်းမှာတအားတရုတ်ဘက်ကနေပြီးတော့အပင်တအားဝင်တဲ့ခါကျတော့သူတို့ကြောင့်ဟိုမှာကျတော့ fan line ချတဲ့ခါကျတော့အပင်ရတအားစီးတက်တာတက်တာလားကောင်းပါတယ်ဘာလို့ဆိုတော့ဝဲလူတွေရတယ်ဟိုလိုချင်တဲ့လူတွေစီးတက်တာရွှေချယ်ပြန်ပြီးတော့များပါဟုတ်ဒါပေမဲ့အခုကောင်တွေကြည့်ရကျွန်တော်သိရဒါပုံမှန်မြင်နေကြအပင်ပုံစံမျိုးမဟုတ်ဘူးပွင့်လင်းပြောရင်မိုက်တယ်တော့မှဘယ်လိုခေါ်မလဲဒါစီကြီးမှန်းသိတာဟုတ်တော့ဟိုခိုင်ငါးပွင့်ဝင်လာဒီကောင်လုံးဝယူရအောင်လို့ပြောတေချာလေးစင်တာဒီကန်သူအဝေးရကြည့်မို့လာသူကဟိုဘက်ဆိုင်ဝါးကြည့်မို့လာသူရဲ့ M point ကိုကျွန်တော်တန်းပြထားတာတကယ်ချင်းဟုတ်တော့မိုက်တယ်မိုက်ပါလေကန်လောက်တာလည်းမိုက်တယ်စင်လည်းမိုက်တယ်အားလုံးမိုက်တယ်ဟုတ်မိုက်တယ်ကြည့်လို့ပါပစုံလေးရှိမှအခုကျွန်တော်9ပြုတ်ဝင်ထားတာတွေရှိရဲ့9ပြုတ်ဝင်တာဒီကောင် Rapudi ကော်ရီပေါ့ကော်ရီ line ရှိမယ်ကျွန်တော်တို့အခုဟုတ်ဒါဒီအောင်ဆိုရင် Albino Cardinal Tetraအော်ရိုးကာဒီနယ်မဟုတ်ရိုးမဟုတ် Albino ကိုမျက်လုံးမျက်လုံးနှီးသွားမယ်အခုဒီမှာကျွန်တော်ခုနပြောရပါလေအရန်ဈေးကြီးရဲ့ဟိုမော်လီတွေရှိရနော်ဟုတ်ရှိရဘယ်လိုဟာလေးကြပါပေါ့မော်လီငါဒီကောင်ဒါကတော့ကျွန်တော်တို့မှပေါက်တဲ့ကောင်လေးဟိုအစားလေးတောင်းတောင်းဒါသိပ်မရှိဘူးတောင်းဝဲပဲဟို the red hat မဟုတ်တင်းကြော်ဟာလေးတင်းကြော်ဟာရှိတယ်ဟိုဒါဆိုဒီကောင်လေးဆိုဒါဆိုသိန်းဝဲဟုတ်ဘာကြောင့်ဈေးကြီးသွားလဲကိုအခုကသူပတ်တန်ကာလာတွေနဲ့ကွာမယ်ပြီးတော့ဟိုပါပေါ့ဟို body winer တွေအဲ့လိုမျိုးပေါ့သူရဲ့ပြောရရင်တော့အများကြီးပဲပြောကြရင်တော့အများကြီးပဲတရားဒီလေးကြည့်တော့လေဟုတ်ဟိုဒီကန်ကအကိုက skate ကပြန်ထွင်လာလားငကားပုံရအောင်ခေါ်ရတာလားငကိုဒီတိုင်းလာတဲ့ဟာကြီးကို original ဟာကြီးကိုပြန်ထည့်ရတာမဟုတ်ငကားပုံခေါ်ရတာဒါကျွန်တော်မန္တလေးညီလေးတယောက်ရဲ့လက်ရသူလက်ရကြီးကျွန်တော်ကြိုက်လို့ကျွန်တော် line မျိုး escape လေးကိုဝယ်လိုက်တာဝယ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ဒီမှာစင်ထားတာဘာမှမထည့်ဘဲနဲ့ဟိုပစုံထည့်ပြီးတော့ဒီမှာအဲ့ငကားရဲ့ကျွန်တော်ဘာလိုချင်တာလဲကျွန်တော်လိုချင်တဲ့ပုံစံကဒီငကားရဲ့အကြီးကွန်တွေမှာဟိုကျွန်တော် green carpet လိုက်ချင်တဲ့ခါကျအဲ့အနွေတစ်ဆင့်မှာဒီငကားကောင်းလေးမှာရှင်ကြီးအမြင်ဖြစ်လာမယ်အဲ့ခါကျမှပစုံနဲ့အဲ့လိုထားနေတာနည်းနည်းမဖြစ်သေးဘူးမဖြစ်သေးဘူးဟုတ်မဖြစ်ကျွန်တော်ပြန်ပြပါဟုတ်ထားကြရပုံပို့ပေးလိုက်ကျွန်တော်ဟုတ်ကဲ့ဟိုဒီ skate ကနော်အရင်တော့မှာဒီဟုတ်တယ်ပြောတယ်ဟုတ်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 မိုက်တယ်ရှေ့အာဒီမှာ GC ရှိမယ်ဟုတ်GC ကကျွန်တော်နောက်မှလည်းတွေ့ပါတယ်ခဏဟုတ်ဒါပဲဒီမှာ GC လေးလို့ထင်နော်ဒီမှာမိုက်တယ်ကတ်တစ်တွေစုံမယ် GC ဆိုတခါဘယ်လောက်အကျဉ်းနေသွားလဲကိုကျွန်တော်မှရှိတာကဟို9000ပတ်ချလဲအစားရှင်ဟုတ်9000အသေးပေါ့9000နဲ့မျိုးကိုကျွန်တော်2သိန်းပတ်ချတယ်လို့ရှိတယ်ဟို GC ကိုတချို့ကဟိုနောက်ပိုင်းနဲ့ GC တွေကဟိုမှာကိုရဲ့ဈေးတွေက2သိန်း3သိန်းလောက်ကရဲစတာဖြစ်သွားပြီဟုတ်ဒါပေမဲ့ဒီမှာဆိုအပေါက်လေးတွေက9000 7000လောက်ရတယ်ဆိုတော့ခါရပြောဗျာဟုတ်ဟိုရွေးချယ်စရာတစ်ခုတော့ဖြစ်တယ်ခါရပြောဟိုပတ်စံကူကအများကြီးသုံးလာတယ်ပြိုးကြည့်မယ်ဒီမှာလည်းအစာတွေကောင်းတာဒီလိုအစာကောင်းတာဒီမှာကျွန်တော်တွေ့ပါတယ်ဒီမှာစားကောင်းတာဟုတ်ရှိဟုတ်ဆိုတော့ဒါတွေနဲ့တွန်းကြည့်မယ်စမ်းကြည့်မယ်ဆိုရင်တော့ဒါလေးဆိုလည်းဒါ mineral tablet တွေဒါဘာလဲကျွန်တော်ခုနကကြည့်နေအခုဟိုဟာလေဒီငါးအတွက်လိုအပ်တဲ့ mineral ကို tablet ထည့်ပေးတာကျွန်တော်တို့ဒီဘာခေါ်မလဲဟို vitamin တဘောပဲ vitamin တဘောပဲပေါ့ဟုတ်အဲ့လိုဒါအချမ်းသာအတွက်အဆင်ပြေလားပြည့်တယ်ကိုဆိုလို့ဟုတ်ငါ့ကိုဒီကြီးထဲထည့်လိုက်အောင်မယ်ဒီကြီးထဲထည့်လိုက်ဟုတ်တယ်ဟုတ်ဒါပစုံစားဒါဆိုရင်ဒါယူရိုကလာတဲ့ဂျာမနီကလာတဲ့အစားပစုံကလေးတွေကျွေးလို့ရတဲ့အစားပေါ့ဒီဟာလေးဆိုဒါတသေးအိမ်ကပစုံစားတဲ့အစားဒါတသေးအိမ်ကပစုံဟုတ်ဈေးလည်းကောင်းတယ်ဂျာမနီညင်ဒါဆိုရင်ပစုံအပေါက်တွေအဒီအဖြူတိုင်းကိုကျွေးတဲ့ဟာသူဆိုရင်ဒါဆိုရင်ဂျပန်ကလာတဲ့အစား
ပုံက CISCBS ပုံနဲ့ ဟုတ်ဟုတ် အဲ့တော့ဒီကောင်မိုင်းပါပေါ့နော် ဟုတ် ပစုံလေးပိုင်းပြန်မွေးဖြစ်ရင်တော့ကိုယ်မျိုးစီလာပြီးတော့ဒီတစ်ခါကိုကစုံနေပစုံစားတော့စုံနေဆက်ဆက်ပြီးစုံ ဒါဆိုရင် ဒါရင်းနှီးမလားဟုတ်ဟင်းလို့နေ ဟင်းနုနယ်မဟုတ်ဘူးဒီကောင်ကဟိုဆက်လက်ရွက် ဆက်လက်ရဩဟုတ်တယ်အဲ့ကောင်တွေကအဲ့လိုဟာကြီးစားရယ်နော်တအား ဟုတ်ဒါဆိုဟင်းနုနယ်နဲ့လောက်ထားတဲ့ဟာ ဟုတ်ပါလေ ဟုတ်ရှိတာကအခုငါပြင်ပခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂတွေကိုကုတဲ့ဆေးတွေရှိမယ်ပြီးတော့ကျွန်တော်တို့ပုံမှန်ရေထဲထည့်လို့ရတဲ့ဆေးတွေရှိမယ်ပေါ့ချွဲထုတ်တဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးရှိမယ်ပြီးတော့အင်တာနက်ဘိုင်းဒီပိုက်ထဲမှာဖြစ်တဲ့ဟာတွေကိုကုတဲ့ဟာတွေရှိမယ်ပြီးရင်ကျွန်တော်မှုနဲ့ပတ်သက်တဲ့ပြဿနာပေါ့နော်ဖန်ဂတ်နဲ့ဟာတွေရှိမယ်ပြီးတော့ကျွန်တော်တို့အစာထဲမှာဗိုက်တာမင်ထည့်ကျွေးတဲ့ဟာတွေရှိမယ်ပြီးကာလာစာတွေရှိမယ်အဲ့လိုမျိုးပြီးတော့ဗိုက်တာမင်အရေးရှိမယ်မင်းနရယ်အရေးတွေရှိမယ်စုံနေကိုဆေးရောက်တော်တော်များများစုံနေပါခဏဆရာကြီးများအတွက်နော်ဆိုလာရဲ့ size ဆို guys ဆိုမာရင်တောင်ရှိတယ်မာရင်ရှိတယ်ဟုတ်ပြီးပါနော်တိုက်လာတာပြီကျွန်တော်တို့ဟိုဟာရေးရှိရ Aero Plus တွေရှိတယ်ဟိုကကုံသွားတာကောရောက်ကုန်နေအဲ့ကောင်နေ Aero Plus Aero Plus ဒီကြောင်းနေရှိဟုတ်တယ်ကောင်ဈေးလဲကောင်း ဟုတ်တယ်ဈေးလဲကောင်းပါ channel အတွက်တုံးနေရတယ်ဒီကောင် Aero Bike တဲ့ channel ဒီကောင်ကတော့ကျွန်တော်တို့ lucky မိုးတဲ့လူတော်တော်များတည်ကြတယ်ဟိုအရင်တည်းကရှိရသေးပေါ့နော်lucky ဒီကောင်အစား2လ3လမစားရင်တော့မှဒီကောင်နဲ့ထိန်လို့ရတယ်ကျွန်တော်အိမ်ကငါပြီးခဲ့တဲ့12လပိုင်းကဒီကောင်ရောက်လာတယ်အကြီးပေါ့နော်အကြီးရောက်လာတဲ့အချိန်မှာသူကအစာချင်းကျွေးထားတာဟုတ်ပြီရောကျွန်တော်အစီမှာ9လပိုင်းမစားဘူးအစာ9လမစားဘူး12လပိုင်းကနေ9လပိုင်းကြီးအစာလုံးဝမစားဘူးကျွန်တော်ကလည်းအစာချင်းကျွေးတဲ့လူမဟုတ်ဘူးဆိုတော့ပစုံတန်းကျွေးတာပစုံတန်းကျွေးတဲ့ခါကျတော့မစားဘူးငါလည်းဘယ်လောက်မစားဘူးလဲဆိုရင်တပတ်နေမှတစ်ခါစားချတာအဲ့လောက်အဲ့ပစုံလှည့်မကြည့်နောက်တော့ငါတလဲလို့ပါကိုကျွေးတယ်လှည့်မကြည့်ဘူးငါတလဲလို့လှည့်မကြည့်ရဲ့ငါဆိုရင်ကုံသွားပြီဒါငါတလဲလို့ဆိုတာအရှင်ကျွေးရတာမဟုတ်ဘူးအသေးကျွေးတာအဲ့ဒါကိုကျွေးတာကိုမစားဘူးလှည့်တော့မကြည့်ဟက်လိုက်ပြီးတော့ထွေးထုတ်ရင်ဒါနည်းနည်းလေးအချိန်ကောင်းနေတယ်သူစားကျင်လေးရှိနေတယ်သူကလှည့်တော့မကြည့်ဘူးဆိုတော့ဒီအဲ့ငါကိုဒါနဲ့မကျွန်တော်ထိန်တာโอเคပါပြီဟိုအဲ့လိုဝိတ်ကြပါပါဆရာသမားဝိတ်အရင်တော့နည်းနည်းတော့ကြာတာပေါ့ဒါပေမဲ့ဟိုလိုပြောရမယ်အဓိကငါးတွေက2လ3လစားမစားရင်သူကဘာဖြစ်တာလဲဆိုတော့ဂျောရှိဂျောရှိတဲ့ PAG ဖတ်တာတစ်မျိုးပြီးရင်ဒီကရေကောင်းမကူတော့ဘူးအားနေပါပြီအားနေဟိုတနေ့ကထောင်းမှသွားပြီးရက်နေမယ်ခင်ကြီးတို့ကြာနေမယ်ဒါမှငါအားမရှိတဲ့ပုံစံဖြစ်နေတယ်ပြီးဖြည်းနဲ့လစ်သွားတာညာအဲ့ဒါညို့ဒီလိုမျိုးအားသေးကြီးထည့်ပေးရတယ်အဲ့ဒါအကိုပြောသလိုတစ်ခါမှလို့မဖြစ်သွားဘူးဒါထည့်လိုက်တာမဖြစ်ဘူးကျွန်တော်ဒါနဲ့မှထိန်းတာကျွန်တော် Aero Bike ရဲ့ကောင်းဘက်ကိုဒီလိုမျိုးရှင်းပြနိုင်တဲ့ဆရာမရှိသေးဘူးကျွန်တော်ဘာကြောင့်မှတခြားနားဘာကြောင့်သုံးမဲ့တခြားနားမလဲဘူးဒါပေမဲ့ကိုကျော်သူပြောတော့သဘောပေါက်သွားပြီကျွန်တော်ဘာသက်ထိန်းနေဆိုတော့သဘောပေါက်သွားပြီဒီစီကတော့တော်တော်ကောင်းတယ်ပြီးတော့ဒါအစာမစားတဲ့တုံးရတဲ့ပုံစံပေါ့နော်ကျွန်တော်ရေလဲတိုင်းထည့်လို့ရတယ်တူးတဲ့ကြီးကုန်တွေအတွက်ရောကာလာအတွက်ပါဒီကောင် supporting ပေးတယ်ဒါဟိုဟာစီဇက်ကထုတ်တဲ့ brand ပါယိုရီးယား brand ပေါ့ယိုရီးယား brand သူကတော့ဒီကျွန်တော်တို့အကြီးကုန်တွေကိုကျွန်တော် head turning ပေးတဲ့ခါကျရင်မီးအပြင်းနေပေးကြတယ်ကျွန်တော်တို့တွေကမီးပြင်းနေပေးရခိုင်တိုင်မီးအကြီးကုန်တွေကတော့ဘန်းသွားတာဘန်းသွားတဲ့ခါကျရင်ဒီကောင်ပြန်ပြီးတော့ကဲလုပ်ပေးရတယ်ပြီးတော့ကျွန်တော်တို့ဗိုက်တာမင်ချို့တဲ့တော့၎င်းကျွန်တော်တို့ဒီကန်ချင်းတော့၎င်းကျွန်တော်တို့ဒီအကြီးကုန်တွေအနာသက်တွေအကုန်လုံးကဒီလိုမျိုးပဲ့လာတက်တယ်အကြီးကုန်တွေစားသွားတာပဲ့ခိုင်အဲ့ဒါညာပေးခဲ့ကိုထည့်ပေးရတယ်โอเคကိုသမီးကျေးဇူးအများကြီးတင်တယ်ကျေးဇူးပါကိုနောက်လည်း play လိုက်တော့မယ်ဟုတ်ကဲ့ပါဟုတ်ကိုလည်းကြာနေပြီဆိုင်ဒီတစ်ခါထပ်ပြောရင်ကျွန်တော်နောက်ထပ်3နိုင်ကြာပါမယ်တော်တော်လေးစုံနေပြီငါကိုစိုးလည်းငါမြပြန်မွေးပါလို့ပြောချင်ပါကျေးဇူးပါโอเค
မိုက်တွားပြီဒီဆိုင်လေးတော့မိုက်တယ်ကိုစိုးကလေငါနဲ့ပတ်သက်တာတော်တော်လေးကိုပြက်လက်နေရကြတော့ဘာတူတူအကုန်မိုက်နေတာအိမ်မှာလဲကိုစိုးအရင်ရှေ့ရဟို TikTok reply လေးလုပ်တာတဲ့ဗီဒီယိုတစ်ခုမှပြောဘူးတယ်ကိုစိုးအခုဒီနေတဲ့ဒီအခန်းမှာပေါ့နော်အမျိုးတွေကအခန်းမှာဒီ show ကန်လေးတကယ်ထားမယ်ပေါ့နော်အရင်တော့က GC မွေးခဲ့တဲ့ show ကန်ပဲနှစ်ပေခွဲတစ်ပေကန်လေးပါအဲ့ဒီကန်လေးမှာကိုစိုးဘာမွေးရင်ကောင်းလဲစဉ်းစားပြီးွားပြီdiscat ပဲမွေးမယ် discat လေးမစိုး9កောင်လောက်ထည့်လို့ရတယ်လို့ပြောတယ်9កောင်လောက်ပဲထည့်မှာအဲ့လောက်လေးမွေးဖို့စိတ်ကူတာဒါပေမဲ့နောက်တစ်ခေါက်မှတက်လာပြီတဖန်ပြန်လာကြည့်ပြီးတော့တဖန်ပြန်လာဝယ်မယ်ဒီဆိုင်လေးအကြောင်းဟိုတွားရိုက်ပေးတာပေါ့နော်တော်တော်မိုက်တယ်ဒါတော့တင်ချင်း invite လုပ်တာလို့ပါဒါပေမဲ့ကိုစုကိုယ်တိုင်တော်တော်သဘောကျပါတယ်မိုက်တယ်ဒီအရှိမဆိုလဲသူတို့ဒီမှာအကြောင်းအနေနဲ့နီးတော့ကလေးတွေလာကြည့်လို့ရအောင်ဒီဘတ်တာလေးတွေထည့်ထားပြီဘတ်တာဆိုလဲကွာဟိုဒီမှာအပြင်မှာထားတဲ့ဘတ်တာမလှဘူးတော့မဟုတ်ဘူးတော်တော်လေးကိုလှတဲ့အကောင်လေးရှိတယ် half moon ထဲမှာဆိုကိုစိုးရိုက်ထားတဲ့အကောင်လေးအချို့ဟာရှိတယ်ဝိုင်းနေရပဲလှတဲ့အကောင်လေးရှိတယ် quality လေးမစိုးဘူးပေါ့လေမစိုးဘူးပဲပြောမယ်ရှိတယ်တော်တော်မိုက်တယ်ပေါ့နော်ကိုစိုးအခုဒီမှာရိုက်ပေးသလောက်ကတော့ကိုစိုးရဲ့ဒီ rating ပေါ့ rating ဆိုင်ရဲ့ rating ကိုပြောပြလို့100မှာဒီက99.999ရာခိုင်နှုန်းလောက်ထိပေးချင်တယ်တော်တော်မိုက်တယ်ဘာကြောင့်လဲဆိုတော့ဒီမှာဒီလို premium level လည်းဖြစ်တယ်ပြီးတော့အထဲမှာဈေးဝယ်လူတွေမအိုက်ဘူးကွာ aircon နဲ့တော်တော်မိုက်တယ်ပြီးလို့ရှိရင်ငါးတွေကလည်းရှားပါငါးတွေရောပဇွန်တွေရောအစုံရှိတယ်နောက်ပြီးခုနပြောသလိုပဲ channel တမားတွေမှာအကြိုက်အများဆုံးဖြစ်တဲ့ GC တွေလည်းရှိတယ်နောက် Stever တွေလည်းရှိတယ်ပေါ့နော်အစိုး input တွေစုံတယ်ပေါ့နော်သဘောတော်ကြတယ်ဆိုတော့ဒီဆိုင်လို့လာရောက်အားပေးဖို့ကိုစိုးဒီကနေဖိတ်ခေါ်ပေးလိုက်တယ်ဒါကတော့တခြားတော့မဟုတ်ပေါ့နော်ကိုစိုးတကယ် border အရင်သူနဲ့လည်းခင်တာအရန်ကြာကြီးကိုစော်မျိုးပေါ့နော်ကိုစော်မျိုးဖွင့်တဲ့ဆိုင်ပေါ့ကိုစိုးကိုအချင်းချင်းမို့ကိုပြောရမှာတော်တော်မိုက်တယ်ဆိုင်လေးကလာအားပေးဖို့ကိုစိုးဒီကနေဖိတ်ခေါ်ပေးလိုက်တယ်ပေါ့နော်ဒါပေမဲ့ဆရာသားမအခုကထပ်ပြီးတော့သဘောထက်ကောင်းတာလေးတယ်ကိုစိုး vlog မရိုက်တာကြာလို့တဲ့ကိုစိုးအခုကြည့်တဲ့ viewer တွေအတွက်ပေါ့နော်ကိုစိုးတင်ရချင်းမိတ်ဆွေတွေအတွက်ပေါ့ဒီဝင်းလေး3မျိုးပေါ့ပေးရတယ်ဘာလဲဆိုတော့နံပါတ်1အနေနဲ့ဒီ Finny Burger လေ Finny Burger ဆိုတာကိုစိုးဒီ GC တွေဘာတွေမှာကျွေးတဲ့ဒီ BNN လာအစားကိုစိုးလည်းအဲ့အကြောင်းပြပြမှုပါတယ် Finny တပူအစားချောက်တပူလက်ဆောင်ပေးတယ်နောက်ပြီးတော့ဒီ Red Hat ခုနကကိုစိုးပြောရလေ Red Hat Molly ဆိုတာသူကျွန်တော်တို့ဒီ Molly တကောင်မှ3သိန်းခွဲတန်တဲ့ Molly တစ်စုံအဲ့ဒါလေးတော့စိတ်ဝင်စားစရာပါဟုတ်လားဖောင်အရန်လှတယ်မတူအပေါ်စားနဲ့တစ်စုံပေါ့နော် giveaway ထဲမှာထည့်တွင်းပေးရတယ်ပေါ့နော်နောက်ပြီးတော့နောက်ဆုံးမှပြောမှာအဲ့ဒါ channel တမားတွေအရန်ကြိုက်တယ် GC ခုနအပေါက်ဆိုင်ပေါ့နော်တစ်စကောင် giveaway ထဲမှာထည့်တွင်းပေးထားပါတယ်ဆိုတော့ giveaway အစီအစဉ်အသေးစိတ်ကိုဒီ post ရဲ့ description မှာအသေးစိတ်ဖော်ပြပေးလိုက်မယ်ဆိုတော့30အတိုင်းအိမ်ပြန်တော့မယ်မိုးလဲထုတ်တော့မယ်ရိုက်တာလည်းကြာပြီဆိုတော့နောက်စီစဉ်မှာပြန်ဆုံမယ်ကိုစိုးပါစားတော့မယ်စုပေါ့နော်စားတော့မယ်စုဒါကင်မရာမန်စားတော့မယ်စုပြီးတော့ရောင်းကောင်းညဆိုင်လာပြီးစောက်ချက်မရှိဘူးစားလောက်ရေးရဆွဲနော်စားညံကောင်းတာပဲဒီစားတော့မစားဘူးဘယ်လိုကောင်းဘူးတော့ရရင်ရောတော်လေးကိုပရီမီယံဖြစ်တဲ့ဆိုင်နောက်ပြီးတော့ရတယ်လောက်ပါရရေးအေးလောက်ပါမဖြစ်ရတယ်ဟာရတယ်ဆက်ကကင်လာလိုက်ရတယ်ဆိုမင်းတော့ကားလိုက်တော့မယ်ငါတော့ရိုက်တာဒီနေ့မဟုတ်သေးဘူးဟုတ်ပြီဆက်သွားလိုက်ရတယ်ပြန်နောက်ပြီးတော့ဒီမှာတစ်ခုကောင်းတာငါလက်ခွန်းရိုက်ရတော့မယ်ဒီနေ့တော့